အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာတော်စင်လိုက်ကောရဲ့ခြေလမ်းတွေအဲ့ဒီမှာရပ်ပါဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးချင်ပါတယ်။ခန်းစားနားဆင်ပေးကြပါဦးရှင်။စိုးထိတ်စရာလား။ဟိုးဝေးဝေးကအတိတ်မှာထားခဲ့သူကိုရုတ်တရက်တွေ့လိုက်တာနဲ့နှင်းခဲတွေလိုအေးဆက်သွားတဲ့ဖူးအဖြစ်ကရီတော့ရီချင်စရာအကောင်းသာ။လက်ထဲမှာတင်းကျပ်စွာဆုပ်ကိုင်ထားတဲ့လက်ကလေးတစ်ဖက်ကိုရုပ်ချင်းဖြေလျှော့ပစ်လိုက်တာတော့သူကမြင်ဖြစ်အောင်မြင်လိုက်သေးတယ်။ဟင်းမလာပါနဲ့။ကျေးဇူးပြုပြီးခြေလမ်းတွေအဲ့ဒီမှာရပ်ပါ။ကျေးဇူးပြုပြီးသူမမြင်ချင်အောင်ဆောင်းသွားပါတော့လား။အခန်းတစ်အမဆုံးမီးနဲ့လက်ပြားတွေအေးဆက်သွားလိုက်တာများဖူးကိုယ်တိုင်နားနဲ့ကြားရတဲ့အတွက်မူးမေးချင်တယ်လို့တတိထားစမ်းဒီຫນွေဦးမှာအမအတွက်သေးကြတယ်လို့အားလုံးကခံမှန်းကြပြောခဲ့နေကြတာဖူးကြရဲ့သားနဲ့မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်နဲ့ဖူးမငိုမိအောင်အတော်ကြိုးစားယူနေရတယ်။နေမငိုနဲ့ဘူးမနှက်ဖြန်တွေမှာမျက်လုံးပေါင်းများစွာရဲ့အကြည့်တွေကိုနင်ပူပြင်းနေအောင်ခံရအောင်မယ်။နောက်အဝေးကနေရောက်လာမဲ့မိမိရဲ့ရှက်ဒေါသနဲ့တောကပြပါဒတွေကိုနင်မြင်ရအောင်မယ်။ပြီးတော့ရိုးသားလာတဲ့ဖေဖေရဲ့နယံကိုပြစ်ဖောက်ခွင့်မဲ့လက်သီးတွေကိုနင့်ခန္ဓာပိန်ပိန်ပါပါနဲ့ဆွဲလွှဲရအောင်မယ်။ခုချိန်မှာငိုလိုက်လို့ရော့သွားမဲ့ခွန်အားတွေနင်ချန်ထားစမ်းမိဘူး။တဆက်ဆက်တုံရင်နေတဲ့နှကန်းတစ်စုံကိုလက်ပွားနဲ့အုပ်ပြီးနင်မငိုရဘူးလို့တတိပေးရပြန်တယ်။မိုးသားပြကောင်းကင်ကြီးကိုနင်ကြည့်မသွားတော့ဘူးလားအမ။လာပြီတက်ပြောက်တရားနာဖို့တန်ဃာတော်တွေကြွချီလာကြပြီ။ဘာတန်ကိုမှမကြားရဘူး။လက်အုပ်နှစ်ဖက်ချီပြီးတော့ကြောက်ရွံ့လို့မလုံးမရှက်နေမိတယ်။ဒါတောင်ဘသူမှမသိတဲ့လက်တစုံဖူးပကုံးကိုဖေးမမတ်တရက်စီမှတတိကဝင်လာတာ။အမအလောင်းကိုပြင်ဆင်နေပုံကိုဖူးမကြည့်ချင်ဘူး။ပြီးတော့တိမ်ငယ်စိတ်အထက်ထက်ထုတ်ပိုးနေကြတာကိုဖူးမတားမိဘူး။လောကရဲ့တန်ရှင်းစင်ကြယ်တဲ့လေဟာနယ်ထဲမှာဘာကိုမပြန့်နှံ့စေချင်တာလဲ။ဖူးတို့အိမ်လေးမှာလူသူကတိတ်မရှိဘူး။မရင်းဆွေရင်းနေလောက်ပဲရောက်နေတော့အမကိုမချီတင်းခဲလေတန်နဲ့ဖူးတန်းတပြောမိရပြန်ရောအဲ့ဒီအတန်နောက်မှာဂယုဏဒေါသတန်ပါရင်လဲနင်ခွင့်လွတ်ပါအမယာနင်ခင်လာပါတယ်ဆိုတဲ့နင့်တငယ်ချင်းတွေငါအိမ်ကလေးကိုရှူမိမှစိုးလို့တဲ့အမကြီးနင်ဖြောင်းဖြောင်းသွားတာအရေးမကြီးဘူးငါအဲ့ဒီမျက်ဝန်းတွေကိုမတတိဘူးအမအခန်းနဲ့ခုချိန်မှာဖူးကြားခြင်းတဲ့စကားတွေဟာလူသားချင်းစာနာပြီးနှစ်သိမ့်ပေးတဲ့စကားတွေကိုပဲကြီးစင်ငယ်လိုက်ဖေးမတွဲကူဆုံးမကြရတာဟာလောကရဲ့ဓမ္မတာမဟုတ်ဘူးလားလို့မိမိကိုဖူးမမေးခြင်းဘူးဒီကနေ့ကအမရဲ့ရက်လည်နေ့ဒီနေ့မှာပဲမိမိပြောလာတဲ့စကားတွေဟာဖူးအတွက်ခါနေတယ်ဖေဖေကအမမြေချတဲ့ရက်မှာပဲရှက်လွန်းနေဆိုပြီးကောက်ကငင်ကပြန်သွားတယ်ဖေဖေတိတ်ချစ်တဲ့အမအတွက်ဖေဖေရဲ့နောက်ဆုံးအချိန်မှာဖြစ်တင်ပေးမှုကလစ်လျူရှုခြင်းမေမေကလည်းထိုနည်း၎င်းပဲဖူးကိုမေမေပြောလို့ပါပြီလားမေမေပါစက်တွေပိတ်သွားတဲ့အချိန်ထိဖူးစောင့်နေလိုက်တယ်မေမေမြည်အတွက်မြင်းနဲ့ထားခဲ့မှာဖူးရှင်ငါဘလို့မျက်နာနဲ့ဒါသေးသွားတဲ့ငါသမီးရဲ့ယောဂတဲ့မြေးလေးပါလို့အရက်ထဲပြမွေးရမလဲသမီးတကောင်နွားတစ်ထောင်နဲ့ပြောမရဆိုမရတဲ့မိန်းမကုတ်သေးတဲ့အထီတောင်ငါတို့မျက်နာကိုအိုးမဲတုပ်ပြီးလူမမဲကလေးတယောက်ကိုထားသွားခဲ့သေးတယ်နင့်အမမိုက်လိုက်တာဘယ်မလဲငါတို့တိတ်ခါပြီးတော့ဒီကလေးကိုဘလို့ပြုစုစောင့်ရှောက်ရမှာလဲဒီကလေးမှလည်းနင့်အမလိုတော်ပြီမေမေဖူးနဲ့ဒီကလေးကိုမေမေထားခဲ့ကျင်တာမလားရတယ်ထားခဲ့လိုက်ဟဲ့ညီးလေတန်ကဘာလဲညီးလေအမတယောက်လုံးကိုမပြောမဆိုလွတ်ထားခဲ့တာညီအမသေးတာညီစနက်လည်းမကင်းဘူးသိလားမေမေအဲ့လိုမပြောပါနဲ့လူတွင်ပါမှကြားကြိုက်တာပါအမလိုကောင်းပါတဲ့သူကိုမေမေမပြောနဲ့ဖေဖေရောထိန်ရခဲ့လို့လားဖူးလို့အငယ်တယောက်ကမိချောင်းမင်းရေကင်းပြသလိုတွားလို့ရမနေလားမေမေတွေးကြည့်ပါဦးမေမေကိုဖူးလို့ရင်းမဲမေးမယ်ဒီကလေးကိုဖူးမွေးရမှာလားစွန့်ရမှာလားမေမေဘာမှပြောမသွားခဲ့ဘူးခုတော့ရက်လေပြီးတော့အင်ကြီးဟာတိတ်ဆိတ်နေတယ်ဖူးပါလို့ရမလဲပကတ်ထဲထည့်သိပ်ထားတဲ့တူလေးအတွက်ဖူးပါကိုလုပ်ရမလဲ
ဖူးမှာတိုင်ပင်စရာအပေါင်းအသင်းဖော်ရီလည်းမရှိတော့ဘူးအမအောင်မြေချမဲ့ရက်ကဖူးတငယ်ချင်းနှင်းအေးလာတယ်ဖူးနှင်းအေးကိုမြင်တော့အာသက်တရောဖြစ်သွားလိုက်သေးတာနှင်းအေးကအတုပအိမ်နေသွားရင်တုံးတဲ့လက်သုံးစကားအတိုင်းစိတ်မကောင်းကြောင်းတွေပြောတယ်ပြီးတော့ဖူးကိုလည်းအားပေးနှစ်သိမ့်လိုက်သေးတယ်အဲ့ဒီစကားတွေတဲကဖူးနှင်းအေးရဲ့စကားတစ်လုံးကိုမှတ်မိနေတယ်ဖူးတငယ်ချင်းနင်းစိတ်အားမငယ်နဲ့နော်ငါကြားလာတဲ့စကားတွေကနင့်အတွက်လည်းမကောင်းနေဘူးဒီနေ့မှငါမမေးချင်ဘူးဒါပေမဲ့စကလုံးကိုတဲတဲကွယ်ကွယ်သိချင်နေတာတော့အမှန်ပဲနင့်အမလိုမျိုးနင့်ကိုလည်းရက်ွက်တဲ့ကပြောနေကြတဲ့အပေါ်ငါနင့်တိတ်ခါကိုငဲပြီးမယုံချင်ဘူးဟာနင့်အဲ့လိုမဟုတ်ဘူးမလားဖူးနင့်ရဲ့လက်ကလေးတွေကိုထိချလိုက်တယ်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတာထိမရအမကဲခုတော့ဘလို့ရှင်းမလဲဖူးရဲ့အရှက်နဲ့တိတ်ခါကိုအမခုမကာကွယ်နိုင်ဘူးမလားပတ်ဝန်းကျင်ဆိုတာကဲရဲ့9ရက်ချီးမွမ်း9ရက်ဆိုတအိမ်ထဲနေတဲ့ညီမ2ယောက်အတွက်တယောက်ရဲ့တိတ်ခါပုံပဲမှုကနောက်တစ်ယောက်အပေါ်မှာလဲအရင်မဲကြီးဆိုတာအမနင်မသိဘူးနင်အဲ့လိုမဟုတ်ဘူးမလားနင်ရဲ့စကလုံးတူလေးရဲ့ပကတ်နာကိုထိုင်ချပြီးအိမ်မောကျနေတဲ့မျက်နှာလေးကိုနမ်းလိုက်တယ်ဖူးမျက်ရည်ကတူလေးပါပေါ်မှာပူနွေးနေလိမ့်မယ်နောက်ထပ်ဖူးအတွက်ရလက်မကောင်းတဲ့စကလုံးတွေကြားနိုင်မှုခံနိုင်ရရှိရအောင်မယ်အိမ်ပြင်ဘက်မှာຫນွေဦးကလေယူးတွေရဲ့ရဲရဲရင့်ရင့်ဝေးဝဲလို့ဖူးစိတ်တွေကိုမျက်ရည်မြစ်တွေကြားလက်ပစ်ကူးစေခဲ့ပြီးထင်ပါရဲ့အခန်း3ဖူးကိုမထိနဲ့အလန်တကြားဆိုလိုက်တဲ့မောင်စကားမှာဖူးလက်ဟာလေထဲဝေဝဲသွားရတယ်အန်ဩတိမ်ငယ်စိမ့်နဲ့ဖူးမောင်ကိုကြည့်တော့မောင်ကခက်တီတီကြီးဘာအကြောင်းပြချက်တွေပေးအောင်လို့လဲမောင်အမရဲ့စာပနာကိုမလာနိုင်တာအလုပ်တွေရှုပ်လို့မတိလိုက်ဘူးလို့မုတ္တဝါရကံကိုရဲရဲကြီးကျွန်းတော်အောင်လို့လားဖူးရိုမြို့ချင်းချင်းလေးမှာဘယ်ရက်ကွက်ကအကြတလဲဆိုတာတော့သတင်းပြန့်နှံ့လွယ်တာမောင်ချစ်သူဖူးပွင့်ဦးရဲ့အမဖြစ်သူဟာဘယ်ယောဂါနဲ့ဆုံးသွားတယ်ဆိုတာတော့မောင်ကြားမိမှာပေါ့ခုရက်လဲပြီးသတင်းတစ်ပတ်လောက်မှမောင်ဖူးကိုတွေးဖို့ချိန်ဆိုတယ်ခုရောက်တော့လဲမတိနဲ့တဲ့ sorry ဖူး sorry ဆိုတဲ့စကားလုံးနဲ့တော့ဖူးစိတ်ကိုအရင်လိုခဏလေးနဲ့မပြေစီတော့ဘူးဒီခဏလေးမှာမောင်ဟာဖူးနဲ့ဝေးတော့မဲ့သူလို့ဖူးမြင်လာနေတယ်အမအပြူကြီးတွေရဲ့ကြားမှာကြီးပြင်းလာရတဲ့မောင်မှာဩဇာလွှမ်းမိုးမှုတွေရှိနေခဲ့တာလဲဖူးသိတာပဲဖူးတဲ့ဖူးရဲ့အမတဲ့ကိုဘယ်နေရာကပဲကြားရလူတို့ရဲ့ထုံးစံအတိုင်းပဲမကောင်းတာကိုအဟုတ်လို့မောင်အမကြီးတွေလက်သင့်ခံခဲ့ကြမှာပဲသူတို့မောင်ကိုချစ်လွန်းလို့သာမတင်ရင်မတင်တယ်လို့လှုပ်တက်တဲ့မောင်အကျဉ်းကြောင့်ဖူးကိုသူတို့မောင်ရဲ့ချစ်သူအဖြစ်လက်သင့်မခံခြင်းပဲခံလာရတာခုမောင်ကိုယ်တိုင်ကဖူးကိုဖူးတဲ့တွေကြားခဲ့ပြီးပြီလားမတိတ်ဆိတ်စွာဘလူးချောင်းတစ်ပတ်ကန်ကိုမောင်ငေးတယ်ဟိုမှာဘေးတာပင်တွေလို့အရင်ကဦးသားကြည်နူးစင်ကလို့မပြတော့ဘူးလားအဲ့ဒီယောဂတဲ့ကလေးကိုဖူးကတကယ်ပဲမွေးစားတော့မှလားဖူးမရွေးချယ်စရာမရှိဘူးမပြီးတော့ဒီတူလေးရဲ့လက်တလောမျိုးတွေးမဲ့ရင်ခွင်ဟာဖူးရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ခွင်မှမရှိနိုင်ဘူးနောက်ယောဂတဲ့ကလေးလို့မသုံးတော့မှနဲ့မဖခင်နဲ့မောင်လှောင်ရည်တယ်ပြီးတော့ဖူးမလည်းအဲ့ဒီယောဂရှိနေပြီလားဒါဟာဖူးပါပြင်ကိုဖြတ်ရိုက်လိုက်တယ်လို့မျိုးနာကျင်စေတယ်အရှိုက်ကိုထိစေတယ်ဖူးပြုံးမိရတော့တာပေါ့ဖူးရဲ့အမကိုမိပြီးဖူးကိုယ်တိုင်အဲ့လိုမျိုးဖြစ်နေလိမ့်မယ်လို့မောင်တော်အထင်သေးတတ်နေခဲ့ပြီကိုမစိုးရိမ်ပါနဲ့မောင်ဖူးကိုနမ်းမဲနမ်းခဲ့ဘူးတာပါဖူးမောင်ကိုဒီထက်ပိုတဲ့အခွင့်အရေးမပေးခဲ့ဘူးပါဘူးဒီယောဂါကနန်းယုံလောင်းနေတော့မကူးဆက်နိုင်ပါဘူးအော်ပြီးတော့အစားအသောက်တူတူစားလဲမကူးဘူးနော်ဖူးရဲ့လေတန်းမှာအနှဲငယ်ရွဲ့ဆောင်နေမှသိကြတယ်ရင်ပတ်ထဲမှာတနုံနုံနဲ့နောက်ထပ်မကြားခြင်းမမြင်ခြင်းတော့ပါဘူးဒီမျက်နှာကိုကြည့်ပြီးရင်ကွဲတယ်လို့မျိုးလဲဖူးအဖြစ်မခံနိုင်တော့ဘူးလမ်းခွဲချင်းလားပါလားညာလားလဲတ
တိတိပပမပြောဖြစ်ခဲ့ကြဘူးလက်ဆက်တန့်ရှင်တဲ့မိန်းမမျိုးကိုပဲမောင်လိုချင်နေလိမ့်မယ်ဖူးကအခုချိန်မှာမလက်ဆက်မတန့်ရှင်တော့ဘူးလို့မောင်ယုံကြည်လိုက်တဲ့အမနင်ပြောတာတိတ်မှန်တယ်ယောက်ျားတွေကအညီတော့ကြိုက်ပါရဲ့အမွေးအကြိုင်လေးတော့ခတ်ထားအောင်ပါဆိုသလိုမျိုးဖူးရဲ့အသားကောင်းစားတော့မယ်ဆိုရင်လက်လက်ဆက်ဆက်တန့်ရှင်တာကိုပဲစားတာနည်းနည်းလေးညှိတယ်ဆိုတဲ့အနံ့ကိုရရကြည့်တန်းလစ်တာတဲ့ဒါပေမဲ့အမရဲ့နင်ခတ်တဲ့အမွေးကြိုင်ကခုဖူးမှဆွဲကြံတာတော့မကောင်းဘူးဟာအခန်းလေးအမြင်ကျင်းနေတဲ့အတိုင်းဝိုင်းကြားကနေအမဟာအဆက်တိတ်ကာကိုခြာနေပြီးဖူးကိုဘဝမှာတက်တောင့်တက်တာဖြစ်အောင်ထားသွားခဲ့တယ်မိမသားတယောက်ရဲ့သွေးသားကိုရောင်းချပြီးမှအမကဒါဟာဖူးအတွက်လို့ပြောခဲ့တာဖူးဘလို့စိတ်မျိုးနဲ့တွန်းလှန်နိုင်ခဲ့မလဲအမနင်မလုပ်တဲ့ဘူးလို့ဖူးဘလောက်ပဲပောက်ကွဲပြောရီရီမောမောနဲ့အပြုံးမပြတ်နှကန်းစိုးမပြတ်အမနေနိုင်ခဲ့တာပဲအစာကကုံပွဲစားနောက်ခြံပွဲစားနောက်တော့ညစဉ်ဘီယာဆိုင်မှာပွဲစားတွေနဲ့စားလာခဲ့ရင်ကနေအမဟာအိတ်တန်းပြန်မလာတော့တာပဲဖူးနဲ့နှစ်ကြီးနှစ်ငယ်မို့နင်းနဲ့ငါညစဉ်ရံပွဲစားခဲ့တာပဲဘာကအမအတွက်အဆင်မပြေစရာလဲလောကကြီးကအမကိုဘာတွေလုပ်ခဲ့လို့လဲဖေမေမေတို့မပေးနိုင်ခဲ့တဲ့ပြည့်စုံခြင်းကိုအမအယူမူဖြစ်ခဲ့တာလားဖူးမသိဘူးအမကအဆောင်ကနေပြောင်းမယ်လို့ပြောတဲ့တည်းဟော်ရီလက်ရှိဖူးတို့နေတဲ့အိမ်ကိုရောက်လာခဲ့တာပဲအဲ့ဒီအိမ်မှာပဲဘသူနဲ့ရမှမသိတဲ့ခုတူလေးကိုမွေးတယ်ပြီးတော့ပေးရလက်ကံမဲ့ဖူးနဲ့ပြစ်ထားလိုက်ကအမကနေမြဲအတိုင်းပုံနေမြဲကြားနေမြဲနေပြစ်လိုက်တယ်ဖူးကအမကိုဘာတွေလွန်ဆန်နိုင်တာမှတ်လို့အမကဖူးကိုတော့ကာကွယ်ပေးခဲ့ပြန်တယ်အမရဲ့တရားဝင်ဆန်အိမ်လေးရှိတဲ့အချိန်ကစားလို့အမနဲ့ဇယိုက်တူသူတွေကအိမ်မှာအပြည့်ယောက်ျားမိန်းမဖဲကစားဘီယာအရက်ဝိုင်းအစဆေးလိတ်အစုံမရှူခြင်းမအစုံဖူးအဲ့ဒီတော့ကအိမ်ကထွက်ရင်ပြောတယ်ဒါပေမဲ့အိမ်ပြင်ရောက်တာနဲ့မပြောတော့ဘူးအမအိမ်ကနေထွက်လိုက်တာနဲ့ရှိတဲ့ယောက်ျားလေးများရဲ့နောက်ပြောင်မှုတွေကဖူးကိုအရှက်ရနေစေခဲ့တာကိုအမချေရနေမဲ့ညီမပေါ်တဲ့အဲ့ဒီလှောင်ထိတဲ့စကလုံးတွေကမူကွဲထွက်လာတဲ့တစ်ချိန်မှာမောင်ဖြစ်လာမဲ့ဖူးရဲ့ချစ်သူကအခုတော့လဲတန်တူចောင်းခွဲအတိတ်ပဲများနဲ့ယွန်းရှာသွားခဲ့ပြီအခန်းကကျေးဇူးပြုပြီးခြေလန်းတွေရက်တန့်ပေးပါဆယ်စုနှစ်တစ်နှစ်စာလောက်မှဖူးကမိန်းမတွေကမိန်းမကောင်းအဖြစ်ရက်တီယုံလောက်နဲ့သူ့ခြေလန်းတွေဖူးစီလျှောက်လာရဲတဲ့လားဖူးလက်ထဲကလက်ကလေးတစ်ဖက်ကိုပြန်ဆုပ်ကင်လိုက်ပြီးဖူးခြေလန်းတွေရှေ့ဆက်ဖို့အားတင်းလိုက်ပြန်တယ်သူနဲ့ခြေလန်း၄-၅လမ်းအကွာမှာသူ့ဖူးကိုကြည့်တယ်ပြီးတော့ဖူးရဲ့လက်ကလေးကိုသူကလှမ်းဆုပ်ကင်မဲ့အပြုတ်မှာပဲဖူးကိုမထိလိုက်ပါနဲ့မှာဝတ္ထုတိုလေးကိုအဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်